ချစ်သူကစိတ်ရောကိုယ်ပါပင်ပန်းပြီးတော့ကိုယ့်ကိုရှင်လာဖွင့်တဲ့အချိန်မှာကိုကစေတနာနဲ့အကြံဉာဏ်တွေပေးလိုက်ခံမှာသူ့ဘက်ကစိတ်တူဒေါသထွက်စိတ်ပြတ်သွားတာမျိုးကြုံဘူးလားသူ့အတွက်အကူအညီရအောင်လို့ကိုကစေတနာနဲ့ကူညီပေးတာဒါပေမဲ့ तू ကဘာကြောင့်ဒေါသထွက်သွားတာလဲဆိုပြီးတော့စိတ်မကောင်းဖြစ်နေရမှာပေါ့ဒီနေရာမှာစိတ်ပညာသဘောတရားရပြောမယ်ဆိုရင်လူတစ်ယောက်ကအယမ်းပင်ပန်းနေတဲ့အချိန်မျိုးမှာသူ့ရဲ့အုံနောက်က emotional validation လို့ခေါ်တဲ့ဒီခံစားချက်ကိုအတိအမှတ်ပြုပေးဖို့ပဲလိုအပ်နေတာပါအဲ့ဒါကအယမ်းကိုသူ့စိတ်ထဲမှာလိုအပ်နေတဲ့အရာဖြစ်တယ်ဒီနေရာမှာသူ့ကိုအကူအညီပေးမဲ့အကြံဉာဏ်တွေအဖြေတွေလုံးဝမလိုအပ်သေးပါဘူးသူတို့ရင်လာဖွင့်နေဆိုတာကအဖြေတောင်းနေတာမဟုတ်ပါဘူးဒီနေ့အယမ်းပင်ပန်းနေတယ်အဲ့လိုအယမ်းပင်ပန်းနေတဲ့သူ့ရဲ့ခံစားချက်ကိုအတိအမှတ်ပြုပေးပြီးတော့ပို့ပြီးဂရုစိုက်ပေးဖို့ပို့ကျင်နာပေးဖို့သူ့ခံစားချက်လေးတွေကိုစာနာပေးဖို့ဖြစ်တယ်ဒီနေရာမှာကိုကအဖြေတွေအကြံဉာဏ်တွေတွားပေးလိုက်ရင်သူ့ရဲ့ခံစားချက်ကိုလစ်လျူရှုရဲလို့တစ်ဖက်ကခံစားရပါတယ်ဒါကြောင့်နောက်တစ်ခါချစ်သူကကိုရင်လာဖွင့်နေဆိုလို့ရှိရင်ရင်ဦးဆုံးအနေနဲ့သူပြောတာတွေကိုနားထောင်ပေးမယ်ပြီးလို့ရှိရင်ချစ်ဒီနေ့အရန်ပင်ပန်းနေမှာပေါ့ဒါဆိုရင်ဘာစားပြီးပြီလဲနောက်ပြီးတော့ဘာစားဖို့ရှိသေးလဲကိုဘာလုပ်ပေးအောင်လဲကျမယူဂယူဆိုင်နော်တေချာကောင်းကောင်းလေးအိတ်နော်အစားတောက်ကိုလည်းပုံမှန်စားဒါမျိုးလေးတွေကကျင်နာပေးဂယူဆိုင်ပေးပါနောက်မှသူကပြဿနာတွေကိုပြောပြပြီးတော့မှဟုတ်ပြီအရန်ပင်ပန်းနေဒီပြဿနာတော့ဖြေရှင်းစရာရှိရဲ့ဒါကိုဘယ်လိုလုပ်ရမလဲမသိဘူးပြောပြပါအောင်အဲ့လိုမျိုးပြောတဲ့အခါမှသာလင်ကိုကပြဿနာတွေရဲ့အဖြေကိုစဉ်းစားပြီးတော့အကြံဉာဏ်ပေးတာကပို့ပြီးတော့ကောင်းပါတယ်ဘဝမှာအတူတကွရှောက်လန်းကြတဲ့အခါမျိုးမှာတရားကိုတရားကုညီဖေးမှရင်အကြံဉာဏ်တွေပေးမယ်လိုအပ်တာတွေပံ့ပိုးပေးမယ်ဆိုတာကအကောင်းဆုံးပါပဲဒါပေမဲ့တစ်ခါတလေမှာတော့အကောင်းဆုံးအဖြေကနားထောင်ပေးခြင်းဖြစ်နေတတ်ပါတယ်မိတ်ဆွေအနေနဲ့ရောကိုယ့်ရဲ့အချစ်ရေးအိမ်အောင်ရေးမှာဒီလိုမျိုးအလွဲလေးတွေကြုံမှုလားဆိုတာကိုကွန်မန့်မှာဖြေပေးသွားပါအောင်ကျမကတော့အီမွေပါအချစ်ရေးနဲ့ဘဝရေးပြဿနာတွေကိုတိုင်ပင်ဆွေးနွေးအဖြေရှာပေးနေတဲ့ relationship and life coach တယောက်ဖြစ်ပါတယ်မိတ်ဆွေအနေနဲ့ one-on-one coaching session ယူခြင်းနေဆိုရင်တော့ကျမစီကိုတိုက်ရိုက် message ပို့ပြီးတော့ booking ယူလို့ရပါတယ်